အားလုံးပဲမင်္ဂလာပါရှင်မတို့ရေပထမများကြော်ကျိုးဆိုပြီးမှအရန်တွေကိုအမေးများကြလွန်းလို့နော်ဒီမှာဒါလေးအာဖရိကပထမများကြော်ကျိုးလေးပြပေးမယ်ဒါလေးကလေအရှည်က24လက်မှရှိတယ်သူကလက်ကောက်လေးရောဒီမှာကြည့်လိုက်ဘာလဲပထမများဟိုမှာလုံးကြောဟိုမှာလေတက်ကြိုက်တဲ့သူကရှိရပေါ့နော်လုံးကြောလေးတွေကြောင့်လေမျက်နှာပြင်မှာလေဟိုဂေါ်လေးတွေပါတဲ့ခါကျအရန်ကြိုက်ကြတာပေါ့နော်ဂေါ်ကျိုးလေးပါလို့ကြိုက်တဲ့သူလေးတွေပေါ့နော်မေးထားကြလို့ထားလေးသူကလေနက်ကလေးရောလက်စွပ်လေးရောလက်ကောက်လေးရောတစ်ဆက်စာလေးပေါ့နော်မတို့ရေးဒီမှာ EP ကတစ်ဆက်စာလေးပါရှင်ဒီရဲ့တစ်ဆက်စာလေးကကြတော့ဒီမှာတစ်ဆက်စာလုံးကိုကတော့လေရိုးရရွှေစိန်တွေလေးနဲ့ပေါ့နော်ခတ်ထားပေးတယ်တော်တော်လေးကိုလာတာမတို့ရဲခဲဦးနေရာလေးပဲပေါ့နော်သူကလေရေဆိုချွတ်ဆုခန်းနဲ့ကြက်တန်ဖန်းနဲ့ခန်းနဲ့ကိုမတို့နော်ဒီမှာကြည့်လိုက်အောင်နောက်ဆုံးအယောင်ကြသွားရဲဆိုလဲအယောင်ပြန်တီးမဝေးရတစ်ဆက်စာလေးကလေအရင်ညီလေးနဲ့တော့မလို့နော်ဒါလေးကိုကြိုက်တယ်ဆိုရင်လေညီမလေးရဲ့လေဖဖုန်းနံပါတ်25365658မှာဆက်တယ်မှာပေးပါရှင်နော်မတို့ကြီးကဲဒါလေးတွေကကိုမတို့နှစ်ခါပြန်များတဲ့ကြိုးလေးနော်တစ်ဆက်စာလေးတွေအမေးများကြလွန်းလို့ပထမများကတော့ကျူမရကျင်တာတစ်ဆက်စာလေးဆိုတဲ့သူလေးနော်ဒါလေးတွေကပစ္စည်းရလည်းအများကြီးမရှိဘူးရောက်ကုန်လေးမျိုးလက်သမားဖြစ်မယ်နော်မတို့